ဓမ္မမိတ်ဆွေများအားလုံးပဲမင်္ဂလာရှိသောနေ့လေးပါရှင်။နေစဉ်ရဒီနေ့ဓမ္မမိတ်ဆွေများကိုတရဏဂုံပတိစိတ်ပြီးတော့ဇီဒီတယ်နီးလေးကိုနေစဉ်ရဒီနေ့ဓမ္မမိတ်ဆွေတွေကိုမျှဝေပေးခြင်းနဲ့နေစဉ်နဲ့အတူတူတရဏဂုံပတိစိတ်ပြီးတော့ဇီဒီတယ်နီးလေးပေါ့နော်။အဲ့တော့မျှဝေပေးခြင်းပါတယ်ရှင်။အဲ့တော့ကိုကယခုလက်ရှိမှာတရဏဂုံ8400ပတိစိတ်နေတဲ့ဓမ္မမိတ်ဆွေတွေရောတရဏဂုံပတိစိတ်နေတဲ့ဓမ္မမိတ်ဆွေတွေရောနောက်ပြီးတော့ပေါ့နော်ကိုကယခုဘဝမှာအေးချမ်းခြင်းနဲ့အခက်အခဲတွေအကုန်ပြေလည်ခြင်းနဲ့အကျိုးတွေကျေခြင်းနဲ့စသဖြင့်ပေါ့နော်အခက်အခဲတွေဘာပဲရှိရှိဒီတရဏဂုံစေတီတင်ကြီးလေးကိုမြေစင်နဲ့အတူတူလိုက်ပြီးတော့ပတိစိတ်ဖို့အတွက်မြေစင်ကပေါ့နော်ဓမ္မဒါနအနေနဲ့ဖိတ်ခေါ်ပေးခြင်းပါတယ်ရှင်အဲ့တော့ပေါ့နော်ကိုကယခုလက်ရှိမှာတရဏဂုံ8400အဋ္ဌထံဝင်နေတယ်ဆိုလို့ရှိရင်အခုလက်ရှိကိုပူဇော်နေတာဘယ်နှကြိမ်မြောက်ရောက်ပြီလဲဆိုတာကိုမြေစင်ကို comment လေးမှာတစ်ဆက်လောက်ပြောပြပါအောင်နော်မြေစင်ကဝမ်းမြောက်ဝမ်းသာနဲ့ကုသိုလ်များအတွက်တာလူလေးခေါ်ပေးခြင်းလို့ပါရှင်အဲ့တော့မြေစင်ကအခုဆက်ပြီးတော့မျှဝေပေးခြင်းတာကတရဏဂုံပတိစိတ်ပြီးတော့ဇီဒီတင်ကြီးလေးကိုမြေစင်ကအခုဓမ္မမိတ်ဆွေများကိုမျှဝေပေးခြင်းပါတယ်ရှင်အဲ့တော့မြေစင်ကအခုပေါ့နော်ဓမ္မမိတ်ဆွေများနဲ့အတူတူဇီဒီတင်ကြီးလေးကိုမြေစင်တို့တွေအခုလာမဲ့တနင်္ဂနွေနေ့24ရက်နေ့ကနေစပြီးတော့နောက်လ22ရက်နေ့အထိရက်ပေါင်း30တိုင်းတလအဋ္ဌထံဖြစ်မြေစင်တို့တနေ့ကိုဒီတရဏဂုံစီဒီတစုတယ်မယ်တလဆိုတော့ရက်ပေါင်း30ကိုတရဏဂုံစီဒီအစု30တီတီမြေစင်တို့တည်သွားမယ်ပေါ့နော်အဲ့တော့ဇီဒီတင်ကြီးကလည်းလုံးဝမခက်ဘူးအရန်လွယ်တယ်လွယ်ပေမဲ့မြေစင်တို့စိတ်ကိုစူးစိုက်ပြီးတော့အာယုံနှစ်ပြီးတော့ဒီတရဏဂုံစီဒီတည်ဖို့တော့လိုတယ်အဲ့တော့ဘယ်လိုမျိုးတည်ရမလဲဆိုရင်မြေစင်တို့ဆက်စဦးဆုံးမြတ်စွာဘုရားကျောင်းဆောင်ရှိမှာပေါ့နော်ဒီလိုတရားရှစ်လုံးပရိနဲ့မြေစင်တို့စီဒီတည်ပါမယ်အဲ့တော့ဘုရားကျောင်းဆောင်ရှိမှာထိုင်ပြီးတော့ခန္ဓာကိုယ်တန်ရှင်းတက်ရက်စွာပေါ့နော်ဒီခန္ဓာကိုယ်ကိုတန်ရှင်းတက်ရက်စွာထားပါပြီးအဝတ်စားတန်ရှင်းရှင်းလေးဝတ်မယ်ဝတ်ပြီးပြီဆိုရင်မြတ်စွာဘုရားကျောင်းဆောင်ရှိမှာမြေစင်တို့က၅ပါးသီလခံမယ်ပေါ့နော်ဘာမှဒီလာခံပြီးပြီဆိုရင်ဒီတို့ကဒီပေါ့နော်မြတ်စွာဘုရားကျောင်းဆောင်ကိုကတ်လူနေကြတောက်တော်ရေးချမ်းတို့အမွှေးနတ်သားတိုင်းတို့စီမီအလဲနိုင်တို့ကကိုတရာရှိတဲ့လောက်ကတ်လူလို့ရတယ်ပြီးသွားပြီဆိုရင်ဒီတို့ဒီခင်မွန်းကြီး10ပါးကြော့မယ်ခင်မွန်းကြီး10ပါးကြော့ပြီးရင်ကံကျွေးချေဆူတောင်းကြော့ကြပါမယ်အဲ့တော့ခင်မွန်းကြီး10ပါးရောကံကျွေးချေဆူတောင်းပြီးရောကြော့ပြီးပြီဆိုရင်တော့နေစင်တို့ကဒီအတိတ်ထံကိုစပြီးတင်မယ်ပေါ့နော်အဲ့တော့အတိတ်ထံတင်တဲ့အခါမှာကိုကဒီယနေ့မှစပြီးတော့ရက်ပေါင်း30တိုင်းတရဏဂုံကိုတနေ့ကိုစေဒီတစုဖြစ်တလတီတီပေါ့နော်ရက်ပေါင်း30တီတီစုတဲပါမီဘုရားဆိုပြီးတော့မြတ်စွာဘုရားကိုအဋ္ဌထံတင်ပေးရပါမယ်အဲ့တော့မေဇင်တို့ကပေါ့နော်အဋ္ဌထံတင်ပြီးပြီဆိုလို့ရှိရင်တော့ဇေဒီစပြီးတော့တည်လို့ရတယ်အဲ့တော့မေဇင်တို့ကဇေဒီတည်မယ်ဆိုရင်မေဇင်တို့ကဇေဒီတစုမှာပြင်စင်ရန်3ရန်ပေါ့နော်အောက်ပြင်စင်ရန်ရှိမယ်ပြီးွားလို့ရှိရင်အလယ်ပြင်စင်ရန်ရှိမယ်ပြီးရင်အထက်ပြင်စင်ရန်ဆိုပြီးတော့ပြင်စင်ရန်3ရန်နဲ့မေဇင်တို့ဇေဒီတည်မယ်အဲ့တော့အောက်ခြေပြင်စင်ရန်ပေါ့နော်အောက်ခြေပြင်စင်ရန်ကိုစတင်မယ်ဆိုလို့ရှိရင်မေဇင်တို့ရဲ့စိတ်ထဲမှာရွှေဇေဒီပေါ့နော်ရွှေဇေဒီတစုကိုစပြီးတော့တရဏဂုံကျွတ်ဖက်ပြီးတော့ပတိစိတ်ပြီးတော့ပေါ့နော်ဇေဒီတစုတဲတဲဆိုပြီးတော့စိတ်ထဲမှာအာယုံစူးစိုက်ပါအဲ့တော့အောက်ခြေပေါ့နော်အောက်ခြေကနေစပြီးတော့မြေစင်းတို့ဘလို့ဇေဒီတဲမလဲဆိုရင်ဒီလိုပေါ့တရားရှစ်လုံးပတိကိုဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ငံတရဏံကိစ္ဆာမိဆိုပြီးတော့ပတိတစ်လုံးချဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ငံတရဏံကိစ္ဆာမိပြီးရင်ပတိတစ်လုံးချအဲ့လိုမျိုးပေါ့နော်အဲ့လိုပတိတစ်လုံးချစီနေမြေစင်းတို့ကပတိတပတ်တိတိပေါ့နော်ပတိတပတ်တိတိတရားရှစ်လုံးပြည့်အောင်မြေစင်းတို့တွေပတိစိတ်ရမယ်အဲ့လိုမျိုးပတိစိတ်နေတဲ့အချိန်မှာပြီးရောဗုဒ္ဓံကိစ္ဆာမိဓမ္မံကိစ္ဆာမိတန်ငံကိစ္ဆာအဲ့လိုမြဲမဆိုပဲနဲ့စိတ်ထဲမှာအာယုံစူးစိုက်ပြီးတော့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ငံတရဏံကိစ္ဆာမိမြတ်စွာဘုရားရှင်ကိုကိုးကွယ်ရာဟူ၍စိတ်ကပ်ပါ၏ဓမ္မံတရားတော်မြတ်တို့ကိုးကွယ်ရာဟူ၍စိတ်ကပ်ပါ၏တန်ကန်တန်ကတော့အရှင်သူမြတ်တို့ကိုကိုးကွယ်ရာဟူ၍စိတ်ကပ်ပါ၏ဆိုပြီးတော့စိတ်ထဲမှာအာယုံနှလုံးသွင်းပြီးတော့ငါဟာဒီဇေဒီရောကိုအောက်ခြေပြင်စင်ရနေစပြီးတော့ငါဇေဒီရောတစုကိုစပြီးတော့တည်နေပြီပေါ့နော်ရွှေဇေဒီတစုပြီးအောင်ငါဟာတရဏဂုံကိုရွတ်ဖက်ပြီးတော့ငါဟာစပြီးတော့ပတိဇေဒီတင်နေပြီဆိုပြီးတော့စိတ်ထဲမှာအာယုံစူးစိုက်ပြီးတော့ယတနာ3ပါးကိုပဲအာယုံစူးစိုက်ပြီးတော့တေချာလေးတစ်လုံးသေးစီချပြီးတော့ပတိတစ်ပတ်ပြည့်အောင်စိတ်သွားပေးပါဒါဆိုလို့ရှိရင်မြေစနုကပတိတစ်ပတ်ပြည့်သွားပြီဆိုလို့ရှိရင်တော့မြေစနုဒီအောက်ခြေပြင်စင်ရန်ကိုစပြီးတော့တင်ပြီးသွားတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်မြေစနုကအောက်ခြေပြင်စင်ရန်ပြီးပြီဆိုရင်အလယ်ပြင်စင်ရန်ပေါ့နော်အလယ်ပြင်စင်ရန်ဇီဒီတော်ရဲ့ကိုယ်တဲ့ပိုင်းဇီဒီတော်ရဲ့ကိုယ်တဲ့ပိုင်းကိုမြေစနုကထပ်ပြီးတော့နောက်ထပ်တစ်ဆင့်ပေါ့နော်ထပ်ပြီးတော့ပူဇော်ရပါမယ်အဲ့တော့မြေစင်တို့ကအလဲပြင်စင်ရန်ကိုပူဇော်တဲ့အခါမှာလည်းဒီအောက်ခြေပြင်စင်ရန်ပူဇော်တယ်
လိုပဲဒီပတိပေါ့နော်တရဏဂုံ3ပါးလုံးဆိုပြီးမှပတိတစ်လုံးချနေပတိတစ်ပတ်တိတိကိုဒီပူဇော်ရမယ်ပတိစိတ်ရမယ်အဲ့လိုစိတ်နေတဲ့အချိန်မှာလည်းတရဏဂုံ3ပါးရဲ့အ내အတိတ်ပဲကိုစိတ်ထဲမှာအာယုံစူးစိုက်ပြီးတော့ငါဟာအခုအခါမှာဇီရီရောပေါ့နော်ရွှေဇီရီရောရဲ့အလဲကိုယ်တဲ့ပိုင်းအလဲပစ္စယံကိုငါဟာဒီတရဏဂုံရွတ်ဆိုပြီးတော့ပတိစာပြီးတော့ပေါ့နော်စိတ်ပြီးတော့ဇီရီတင်နေပြီဆိုပြီးတော့အာယုံလေးစူးစိုက်ပြီးတော့ဒီစိတ်ကလေးကိုကြည်ကြည်နူးနူးနဲ့တရဏဂုံ3ပါးကိုပဲအာယုံစူးစိုက်ပြီးတော့တေချာလေးပတိတစ်လုံးချခြင်းနဲ့ပေါ့နော်ပတိတစ်ပတ်တိတိကိုစိတ်ပေးရပါမယ်ဒါဆိုလို့ရှိရင်ပတိတစ်ပတ်ပြည့်သွားပြီဆိုရင်ဒီစင်တို့ကဒီဇီရီရောရဲ့အလဲပိုင်းပေါ့နော်ကိုယ်ထဲပိုင်းဖြစ်တဲ့အလဲပစ္စယံကိုအောင်မြင်စွာနဲ့ပေါ့နော်တည်ထားပြီးတာဖြစ်ပါတယ်အဲ့တော့မေဇင်တို့ဟာနောက်ဆုံးပစ္စယံဖြစ်တဲ့အထက်ပစ္စယံပေါ့နော်အထက်ပစ္စယံဆိုလို့ရှိရင်လည်းထိုနည်း၎င်းပဲတရဏဂုံ3ပါးကိုပတိတစ်လုံးချပြီးတော့ပတိတစ်ပတ်တိတိပေါ့နော်မေဇင်တို့ရေပတိစိတ်နေတဲ့အချိန်မှာလည်းကိုယ့်ရဲ့စိတ်ထဲမှာယေဒနာမြတ်3ပါးမြတ်စွာဘုရားတရားတော်တန်ခါတော်တို့ဟာငါတို့ရဲ့ကိုယ်ခွေရာယုံကြည်ရာအစစ်မှန်ဖြစ်တယ်ဘုရားတရားတန်ခါကလွယ်လို့ငါတို့ဒီမှာကိုယ်ခွေယုံကြည်ရာအားထားစရာမရှိဘူးဆိုပြီးတော့တရဏဂုံ3ပါးရဲ့ဒီကောင်းကျိုးတွေကိုစိတ်နှစ်ပြီးတော့ဒီတရဏဂုံ3ပါးရဲ့အ내ဒိတ်တွေရောအာယုံစူးစိုက်ပြီးတော့ငါတို့မှာအထက်ပစ္စယံပေါ့နော်ဇီရီရောရဲ့အထက်ပစ္စယံကိုစိတ်ကူးတော်အထိအောင်မြင်စွာငါတို့တည်နေတယ်ဆိုတဲ့စိတ်ကလေးကိုစူးစိုက်ပြီးတော့ပတိလေးကိုတေချာလေးပြီးစိတ်ပေးစီခြင်းနဲ့ဒါဆိုလို့ရှိရင်တော့ပေါ့နော်မေဇင်တို့ကပတိ3ဘက်တိတိစိတ်လို့ပြီးသွားပြီဆိုတာနဲ့မေဇင်တို့ဒီရွှေစီဒီတစုကိုမေဇင်တို့ရဲ့စိတ်ပေါ့နော်စိတ်တန်တန်မှာစီဒီတစုတည်လို့ပြီးသွားပြီကိုကဘယ်လိုမျိုးပေါ့နော်စိတ်ထဲမှာစူးစိုက်ရမလဲဆိုရင်ငါဟာယခုလက်ရှိဘဝမှာတရဏဂုံ3ပါးကိုပူဇော်ပြီးတော့ငါရဲ့စိတ်တန်တန်မှာပေါ့နော်ရွှေစီဒီတစုကိုအောက်ခြေပစ္စယံနေစားပြီးတော့အထက်ပစ္စယံအကြီးငါဟာတည်ထားလို့ပြီးသွားပြီအဲ့တော့ငါတည်ထားတဲ့ဒီရွှေစီဒီကြီးကိုအာယုံစိတ်ထဲမှာအာယုံစူးစိုက်ပြီးတော့ထားရမယ်ပေါ့နော်ငါဒီခုဘဝမှာဒီနေ့တနေ့တာမှာဇီဒီတဆူငါဟာတည်လို့ပြီးသွားပြီဆိုပြီးတော့စိတ်ထဲမှာကြည်နူးဝမ်းမြောက်စွာနဲ့ပေါ့နော်အဲ့လိုမျိုးထားရမယ်ဒါဆိုလို့ရှိရင်ဒီတို့ကဒီ3ဘက်ပြီးသွားပြီဆိုရင်တော့ဇီဒီတဆူပေါ့နော်ဒီနေ့တနေ့တာတည်လို့ပြီးသွားပြီအဲ့တော့ဇီဒီတဆူတည်ပြီးသွားပြီဆိုရင်ဒီတို့ကနောက်ထပ်ပါဆက်ရွရမလဲဆိုရင်မေတ္တာတုတ်ပေါ့နော်မေတ္တာတုတ်လေးတစ်ခေါက်ရွတ်ဖက်ပြီးမေတ္တာတုတ်တစ်ခေါက်ပြီးပြီဆိုရင်ဒီဒီဝါဒပတိပေါ့နော်ဒီဝါဒပတိကာထာကို6ခေါက်ရွတ်ဖက်မယ်ပြီးရင်အာထာနာမေတ္တာကာထာကို6ခေါက်ရွတ်ဖက်ပေးပါဒါဆိုလို့ရှိရင်တော့တနေ့တာမှာဇီဒီတဆူတည်တာပြီးသွားပြီပေါ့နော်အဲ့တော့ဒီလိုမျိုးရွတ်ဖက်ပူဇော်ပြီးသွားပြီဆိုလို့ရှိရင်တော့မိဇင်တို့ဒီကိုယ့်ရဲ့လုပ်ခဲ့သမျှကောင်းမှုတွေကိုမေတ္တာတွေပို့ကြမယ်မေတ္တာကိုစုံစုံလေးနဲ့ပြည့်ပြည့်စုံစုံလေးမေတ္တာကိုပို့ပေးပါမိဇင်တို့မေတ္တာတွေပို့ပြီးပြီဆိုလို့ရှိရင်တော့မိဇင်တို့ရဲ့ယနေ့တနေ့တာပြုလုပ်ခဲ့သမျှတော့ကောင်းမှုကုသိုလ်တွေเนาะယနေ့တနေ့တာမှာတရဏဂုံကိုစေတီတဆူတည်တဲ့ဒီကောင်းမှုကုသိုလ်တွေကိုနက်မြတ်နှကောင်းတွေပေါ့နော်နက်မြတ်နှကောင်အဆောင်ရှောက်ပုဂ္ဂိုလ်တွေကိုအာရုံစူးစိုက်ပြီးတော့မိဇင်တို့တွေအမျှတွေပေးဝေကြမယ်ပေါ့နော်အမျှပေးဝေမယ်အမျှဝေပြီးပြီဆိုရင်တော့မိဇင်တို့ဒီကိုယ့်ရဲ့တနေ့တာပြုလုပ်ခဲ့သမျှတော့ဒါနသီလဘာဝနာနဲ့တကွာဒီလိုမျိုးတနေ့တာမှာတရဏဂုံစီရီတည်ခဲ့တဲ့ကောင်းမှုကုသိုလ်တွေကိုတစ္ဆာဆိုပါမှန်တဲ့စကားလေးကိုပြောပြီးတော့တစ္ဆာတွေဆိုကြမယ်တစ္ဆာဆိုပြီးပြီဆိုလို့ရှိရင်တော့မိဇင်တို့ဒီကိုယ့်ရဲ့လိုအပ်ချက်ပေါ့နော်လိုတဲ့ဆုတဆုကိုဒီနေရာမှာတစ္ဆာဆိုပြီးတော့ဆုတောင်းလို့ရပါတယ်ဒါဆိုလို့ရှိရင်တော့မိဇင်တို့တနေ့တာမှာဇီရီတဆုပေါ့နော်တရဏဂုံပတိစိတ်ပြီးတော့ရွှေဇီရီတဆုကိုကိုယ့်ရဲ့စိတ်တန်တန်မှာဇီရီတည်လို့ပြီးသွားပြီပေါ့နော်အဲ့လိုမျိုးလေးပဲမိဇင်တို့ကရပ်ပေါင်း30တိတိမိဇင်တို့အဲ့လိုမျိုးတနေ့တာကိုဇီရီတဆုလုံးနဲ့ရပ်ပေါင်း30ဇီရီ30အဆု30တိတိကိုတည်သွားကြပါမယ်အဲ့တော့မေဇင်တို့ဒီလိုရှားပေါင်း30တိတိကိုဒီတရဏဂုံစီဒီပယ်တဲ့အချိန်အတော်အတွင်းမှာဘယ်လိုမျိုးတွေခံစားလာရမလဲဆိုရင်တိတိတာတာကိုကိုယ့်ရဲ့စိတ်ကလေးကအေးချမ်းလာမယ်။နောက်တိတိတာတာကိုပေါ့နော်ဒီတရဏဂုံပတိစိတ်ပြီးတော့စီဒီတဲ့နေရာဖြစ်တဲ့အတွက်နှကောင်းမျက်မြက်တွေရဲ့မားစားမှုခံရမယ်။နောက်တစ်ခုကပေါ့နော်ဒီဇီဒီတန်လေးရဲ့အချိန်မှာမိဇင်တို့ဒီတီလာကိုတော့လုံးစုံအောင်ဆောင်ဖိမှုလို့လေ၅ပါးတီလာကိုတက်နိုင်ဆုံးလုံးစုံအောင်ဆောင်ဖိမှာဒါဆိုလို့ရှိရင်မိဇင်တို့ပေါ့နော်ဒီတရဏဂုံစီဒီတည်ပြီးသွားတဲ့အချိန်မှာတိတိတာတာကောင်းကျိုးလေးတွေရလာမယ်ပေါ့နော်အဲ့တော့ကိုကလက်တလုံးမှာစိတ်တွေအေးချမ်းလာမယ်ပြီးသွားလို့ရှိရင်အခက်အခဲဖြစ်နေတာတွေတဖြည်းဖြည်းပြေလည်လာမယ်ကိုကပေါ့နော်အကျွေးတွေရှိနေရဆိုရင်လည်းတနည်းတစ်ပုံသူ့အတူအကျွေးတွေတဖြည်းဖြည်းနဲ့ပြေလည်လာမယ်တနည်းအားဖြင့်ပြောရရင်ကိုဘဝမှာရှိတဲ့အခက်အခဲတွေအကုန်လုံးကဒီဇီဒီတွေတည်ပြီးသွားတဲ့အချိန်မှာတိတိတာတာထူးခြားလာမယ်ပေါ့နော်ဒါပေမဲ့အခက်အခဲတွေအနှောက်အယှက်တွေရှိခဲ့တယ်ဆိုလို့ရှိရင်လည်းအဖြတ်တွေရှိရင်လည်းအောင်မြင်အောင်လို့မိဇင်တို့တွေဇီဒီကိုအစု30ပြအောင်တည်သွားမယ်ပေါ့နော်အဲ့တော့ကိုကယခုမှအဋိဌံတွေကိုဝင်နေတဲ့သူရှိတယ်ဆိုလို့ရှိရင်လည်းအဋိဌံကိုမ
ဖြတ်ပါနဲ့နော်ဒီဟာလေးနဲ့တွဲပြီးတော့ပူဇော်ပါဒီတရဏဂုံစေတီတည်တာကတနေ့ကိုမှ3ပတ်ထဲစိတ်တာဖြစ်တဲ့အတွက်အချိန်အရန်ပေးစရာမလိုဘူးဒါကြောင့်မလို့ကိုအားပေါ့နော်ဒီအချိန်ကလေးကိုတတ်ပတိ3ပတ်စာအချိန်လေးကိုတတ်ခဲ့ပြီးတော့တနေ့ကိုစေတီတဆူရအောင်လို့တည်သွားပါလို့မြေစင်ကတော့ပြောပြချင်တယ်အဲ့တော့မြေစင်နဲ့အတူတူဒီလိုမျိုးတရဏဂုံစေတီတည်မဲ့သူတွေကိုမြေစင်ကဖိတ်မှန်တကားပြုတယ်အတူတူတည်ဖို့လည်းမြေစင်နှိုးဆော်ပါတယ်ဘာလို့လဲဆိုတော့တရဏဂုံဟာကောင်းကျိုးတွေအရန်များတယ်အတိကတော့စိတ်အေးချမ်းတယ်ဒါကြောင့်မလို့မြေစင်နဲ့ပေါ့နော်အခုလာမဲ့24ရက်နေ့တနင်္ဂနွေနေ့ကိုအောက်တက်ကလေးယူပြီးတော့မြေစင်တို့ဒီရက်ပေါင်း30နောက်လ22ရက်နေ့အထိကိုတရဏဂုံအစု30ပြည့်အောင်မြေစင်တို့တွေတည်သွားကြပါမယ်ပေါ့နော်အဲ့တော့ကိုကအခုလက်ရှိမှာတရဏဂုံပူဇော်နေတဲ့သူဆိုလို့ရှိရင်လည်းဆက်ပြီးတော့ပူဇော်သွားပေးပါတရဏဂုံ8400ဝင်တဲ့သူဆိုလို့ရှိရင်လည်းဒါလေးနဲ့တွဲပြီးတော့ဝင်သွားလို့ရတယ်ပေါ့နော်အဋိဌာန်တွေကိုဝင်လက်စအဋိဌာန်တွေကိုမဖြတ်ပါနဲ့ဒီတရဏဂုံစီဒီနဲ့အတူတူမြေစင်တို့တွေအဋိဌာန်ကိုဆက်ပြီးတော့ဝင်သွားကြမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကိုကတရဏဂုံစီဒီတည်မယ်ဆိုရင်မြေစင်ကို comment လေးမှာလည်းပြောပေးပါအောင်နော်ဘယ်သူတွေကမြေစင်နဲ့အတူတူတရဏဂုံစီဒီကိုလိုက်ပါပြီးတော့တည်မယ်ဆိုတာကိုမြေစင်က comment လေးတွေဖတ်ပြီးတော့ကုသိုလ်ပီတိလေးတွေဖြစ်ချင်လို့ပါရှင်အဲ့တော့ဓမ္မမိတ်ဆွေများအားလုံးပေါ့နော်တရဏဂုံကိုနေ့စဉ်နေ့တိုင်းပူဇော်နိုင်ကြပါစေတရဏဂုံစီဒီတည်ပြီးတော့စိတ်တွေအေးချမ်းပြီးတော့ပေါ့နော်ယခုလက်ရှိဘဝမှာငါဟာတရဏဂုံရုပ်ဖတ်ပူဇော်ပြီးတော့ဇီဒီလေးတည်ထားနိုင်ခဲ့တယ်ဆိုတဲ့ဘလိုမျိုးပေါ့နော်စိတ်တန်တန်လေးကိုယူပြီးတော့အေးချမ်းစွာနဲ့မြေစင်တို့ဘဝကိုဖြတ်တန်းကြအောင်ရှင်အဲ့တော့ဓမ္မမိတ်ဆွေများအားလုံးတရဏဂုံရုပ်ဖတ်ပူဇော်ပြီးတော့အစအအရာရာအဆင်ပြေကြပါစေဒီဗီဒီယိုလေးကိုလည်းထပ်ဆင့်မျှဝေပြီးတော့အခြားသူများကိုလည်းတရဏဂုံစီဒီလေးတင်နည်းလေးကိုပြန်လည်မျှဝေပေးပါလို့မြေစင်ကထပ်ဆင့်တောင်းဆိုချင်ပါတယ်ရှင်အဲ့တော့ထပ်ဆင့်ကုသိုလ်လေးတွေယူကြပါမယ်ရှင်